ဆရာတော်ဖျားလျှောက်ထားပါရစေဒါယကာတို့နေထိုင်တဲ့ပတ်ဝန်းကျင်မှာအိမ်အောင်တွေရှိကြပါတယ်မိမဖြစ်သူကလင်းယောက်ျားကိုရစရာမရှိအောင်ပြောဆိုတာဆဲဆိုတာမနှိုင်းအပ်တဲ့အရာတွေနဲ့တောင်ပြောဆိုတာမနဲ့မိုးလင်းမိုးချုပ်မရမနာပါဖျားအဲ့ဒါတွေအကြောင်းပြုပြီးတော့မိမတွေလင်းယောက်ျားအပေါ်မှာမပြောသင့်မပြောအပ်တဲ့အရာမနှိုင်းအပ်တဲ့အရာတွေနဲ့သွန်သင်ဆုံးမပေးပါရန်လိုင်းမော်တင်းပြီးတော့ပြောဟောပေးပါရန်ဆိုပြီးတော့ချစ်ရင်ထူးဆိုတဲ့အကောင့်ပိုင်ရှင်ကပါဇက်ကဖျားဆိုတဲ့ပြောဆိုမှုရဲ့အောက်မှာစာလေးရေးပို့ထားတယ်အဲ့ဒါလိုပြောဆိုတာတွေမဖြစ်ဖို့ဆိုရင်တော့မိသားစုလိုက်ပြုပြင်ကြမှာသာရမှာပါပဲလင်းယောက်ျားလုပ်သူကလည်းဘယ်လိုပြောဘာဒီပြောငါဘာမှမဖြစ်ဘူးအလုံးမလုံးရပြီးရောငါလှုပ်ချင်တာတွေလှုပ်ရပြီးရောဆိုရင်လေဒီမိသားစုရဲ့ဒီအတန်တွေဟာကြားနေကြရအောင်မှာပါပဲမွေးကာစားကလေးလေးကလေးကအမေအဖေလို့ခေါ်တတ်အောင်ပြောတတ်အောင်အကြိမ်များစွာသင်ယူပြီးမှပြောတတ်လာကြသလိုဒီအတိုင်းပဲဆဲတတ်လာတာဆူတတ်လာတာတွေကလည်းအမြင်အကြားတွေအလေးစရိုက်တွေကနေတက်လာပြီးတော့နောက်တော့အကျင့်တစ်ခုလိုဖြစ်နေပြီးတော့ဗီဇလိုဖြစ်သွားရင်ပြုပြင်မှုခက်သွားတော့တာပေါ့အဲ့ဒီလိုဝန်းကျင်စီကနေအတုမြင်အတတ်သင်ပြီးတော့အကျင့်နေဖြစ်သွားတယ်အဲ့ဒါလိုမိဘတွေစီကနေသားသမီးတွေအိမ်နီးချင်းတွေစီလဲကူးပြန်လာတတ်တာပဲတကယ်သနာစရာကောင်းတာကတော့အပြောအဆိုခံရသူထက်အဲ့ဒီလိုပြောဆိုနေတဲ့အမျိုးသမီးကမှတကယ်သနာစရာပါသူ့ရဲ့မကောင်းတဲ့အကျင့်စရိုက်ဆိုးကြီးကသူ့ကိုပဲဒုက္ခပေးနေတာဒါကို तू မသိရှာဘူးဒုက္ခကိုဒုက္ခမှန်ကိုမသိဘူးဆိုတာဒါတွေကိုပြောဆိုတာပါပဲအဲ့ဒါလို့စူးစူးဆဲဆဲညင်ညင်ညမ်းညမ်းနေပြောဆိုနေတဲ့အတွက်ကြောင့်သူ့မှာဆိုးကျိုးတွေရတယ်နံပါတ်1အနေနဲ့ပူလောင်မှုတွေခံရမယ်အသည့်တသည့်တွေပျောက်ကင်းပြီးတော့ငရဲသားတယောက်လိုပူလောင်ပြီးတရိษံတကောင်လိုအသည့်မဲ့သွားတယ်အဲ့ဒါလို့စူဆဲအော်ဟစ်နေတယ်ဆိုတာသူ့ရင်ထဲမှာဒေါသတွေနဲ့ပူလောင်နေလို့သာအပြင်ကိုစူဆဲအော်ဟစ်တဲ့နေထွက်လာတာဖြစ်တယ်ရင်ထဲမှာပူလောင်မှုတွေမရှိဘဲလူမှာဒေါသမရှိဘဲလူကဆူးမရဆဲမရဘူးဒါကြောင့်သူဟာ